တင်မောရွက်ဖေဖေလီဖဟာတိုက်ကြက်လောကမှာအထူးတလဲအားထားရတဲ့သဘာဝရွက်ကျန်းစေးတစ်မျိုးဖြစ်ပါတယ်။အာဟာရတက်ကြွယ်ဝယုံတင်မကပဲကြက်တွေရဲ့ကိုယ်ခံအားနဲ့အစာချေစနစ်အတွက်အစွမ်းထက်လွန်းလို့ဆရာကြီးတော်များများလက်ဆွဲတော်အဖြစ်သုံးကြပါတယ်။တိုက်ကြက်ကျန်းမာရေးအတွက်တင်မောရွက်ရဲ့အကျိုးအာနိသင်တွေနဲ့အသုံးပြုပုံကိုအကျယ်တဝင့်ရှင်းပြပေးပါမယ်ဗျာ။တင်မောရွက်ရဲ့အဓိကအကျိုးကျေးဇူးများအစာချေစနစ်ကိုကောင်းမွန်စေပြီးအစာအိမ်နာခြင်းကိုကာကွယ်ခြင်းတင်မောရွက်မှာဖဖင်ပါဘိန်းနဲ့ချိုင်းမဖဖင်လို့ခေါ်တဲ့ enzymes တွေအမြောက်အများပါဝင်ပါတယ်။ဒီ enzyme တွေဟာ protein ဓာတ်တွေကိုမြ мян ဆန်ဆန်ကျဉ်ညက်စေတာကြောင့်ကြက်တွေခပ်ပြင်းပြင်းစာလုပ်ထားခြင်းတို့အစာမာတွေကျွေးထားခြင်းမှာအစာမကြေပဲအစာအိမ်ချင်းပေါက်တာကိုတားဆီးပေးပါတယ်။အစာအိမ်နဲ့ဦးလန်းချောင်းနေရန်တွေကိုတန့်စင်ပေးပြီးအာဟာရဆုပ်ယူမှုကိုပိုကောင်းစေပါတယ်။နှစ်ကြက်ချေးဖြူချေးစိမ့်နဲ့ကူးစက်ရောဂါများကာကွယ်ခြင်းတင်မောရွက်မှာပါဝင်တဲ့ကာပိန်းဖာဖိန်ဆိုတဲ့ဓာတ်ပေါင်းဟာဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုတိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ကြက်လောကမှာအဖြစ်များပြီးအသက်အန္တရာယ်ရှိတဲ့ကြက်ချေးဖြူချေးစိမ့်ရောဂါဖြစ်စေတဲ့ပိုးမွှားတွေကိုကြိုတင်ကာကွယ်ပေးပါတယ်။ရာသီဥတုပြောင်းလဲချိန်မှာဖြစ်တတ်တဲ့ကူးစက်ရောဂါတွေရန်ကနေခုခံအားတိုင်းဆောက်ပေးပါတယ်။၃သွေးဥစက်များတိုးပွားစေပြီးကြက်ကိုသွေးကောင်းစေခြင်းဒါကတော့တင်မောရွက်ရဲ့ထူးခြားတဲ့အစွမ်းပါ။တင်မောရွက်ဟာသွေးဥစက် platelets တွေကိုတိတိတတ်တာတိုးပွားစေပါတယ်။ကြက်ရဲ့သွေးသားကိုတန့်စင်လက်ဆက်စေပြီးမျက်နှာအသားရည်နဲ့အမောက်တွေကိုညီရဲဆိုပြီးလာစေပါတယ်။ခလုံးကျင်းစင်တွေကြောင့်ပိုရေးနာရတာသွေးချေဥရာတွေကိုမြ мян ဆန်ဆန်ပျောက်ကင်းစေပါတယ်။၄သဘာဝတန်ချစေဖြစ်ခြင်းတင်မောရွက်အထူးသဖြင့်အရွက်ရင်းရင်းနဲ့အစိတ်မှာတန်ကောင်တွေကိုလွှတ်ထွက်စေတဲ့အာနိသင်ရှိပါတယ်။ဓာတုတန်ချဆေးတွေလိုချက်ကိုမနှမ်းစေပဲသဘာဝအတိုင်းဝမ်းထဲကတန်ကောင်တွေကိုဖယ်ရှားပေးပါတယ်။အသုံးပြုနည်းစနစ်များအသုံးပြုမဲ့တင်မောရွက်ကိုမခုတ်ခင်ရေစင်စင်ဆေးဖို့အထူးအရေးကြီးပါတယ်။အပင်မှာကပ်နေတဲ့ဖုံတွေပိုးသက်စေခြင်းတွေကိုဖယ်ရှားရပါမယ်။သတိပြုရန်အချက်များအတိုင်းတာတင်မောရွက်ဟာအလွန်ကောင်းမွန်ပေမဲ့အခါတက်ခဲတာကြောင့်အလွန်ကြုံနေတိုင်းရေများကြီးတိုက်ရင်ကြက်ဝမ်းအေးပြီးဝမ်းနှင်းငယ်ပျော့သွားတတ်ပါတယ်။တစ်ပတ်ကို2ကြိမ်3ကြိမ်ဆိုရင်အကောင်းဆုံးအချိုးအစားဖြစ်ပါတယ်။ဆေးသတိထားရန်အရွက်ကိုဖြတ်ခါစားမှာထွက်လာတဲ့အဆေးဖြူရောင်တွေကိုကြက်ရဲ့နှလုံးထဲမဝင်အောင်သတိထားပါ။တင်းရဲ့တိုက်ချက်တွေကိုအခုလိုသဘာဝတင်မောရွက်နဲ့စနစ်တကျပြုစုပေးမယ်ဆိုရင်အစာအိမ်လဲစိတ်ချရပြီးဖြစ်လက်တဲ့ကြက်ကောင်းတွေဖြစ်လာမှာပါ။စောMQ TikTok ကိုအားပေးလို့ကျေးဇူးတင်ပါတယ် YouTube မှာလည်းတင်ထားပေးပါတယ်ကျေးဇူးအထူးတင်ရှိပါသည်